ဖုံးကန်မြေမာလာမေလူရိရဲ့နေမိတ်လက္ခဏာများနဲ့အစင်တန်ဖုံးကန်ကြီးအဒီပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့တနရီနီးမကြအောင်လူရိရဲ့ရဘွားမှာဖုံးကန်ဆိုတာဘလို့အလုပ်လုပ်တယ်လဲဖုံးကန်တက်လာတဲ့အခါမှာဘလို့လက္ခဏာတွေပြတတ်တယ်လဲဆိုတာကိုအသေးစိတ်ဆွေးနွေးသွားပါမယ်ဖုံးကန်ဆိုတာဘာလဲဖုံးကန်ဆိုတာကန့်ကောင်းတာတက်မဟုတ်ပါဘူးအတိတ်ကပြုခဲ့တဲ့ကုသိုလ် potential နဲ့ပြစ္ဆုတ်တန်မှာကြိုးစားတဲ့ဝိရိယ action ပေါင်းစပ်ထားတဲ့အခါထပ်ပေါ်လာတဲ့စွမ်းရည်တစ်ခုပါမျိုးရိုးကုန်တဲ့ခုံးကန်ကျွန်တော်တို့မြန်မာတွေမှာဖုံးဆိုတဲ့စကားကိုအလေးနက်ထားပါတယ်အချို့ကကိုလိုနီခေတ်သမိုင်းဆရာတို့ရဲ့အရေးအသားကိုအခြေခံပြီးဗမာလူမျိုးတွေဟာ9ရာစုမှရောက်လာတယ်ပြူနဲ့ဗမာဟာမတူဘူးလို့လွဲမှားစွာယူဆနေကြပါတယ်ဒါပေမဲ့လက်တွေမှာတော့အာတိတ်ဆက်မိဆက်ကြောက်စအထောက်ထားနဲ့ခေတ်သစ် DNA သုတရဏတွေအရာကျွန်တော်တို့ဟာဒီမြေဒီရဲမှာနေထိုင်လာတာနှစ်ပေါင်းတောင်းချီရှိပြီဖြစ်တဲ့အင်မတန်ဖုံးကန်ကြီးမှတဲ့မျိုးနွယ်စုတွေဖြစ်ပါတယ်ဒီလိုခိုင်မာတဲ့မျိုးရိုးနောက်ခံရှိတာကိုသိရခြင်းကပဲတင်းရဲ့ self esteem မိမိကိုယ်ကိုတန်ဖိုးထားမှုကိုမြင့်တင်ပြီးဖုံးကန်တပ်ဖို့အခြေခံအုံမြင့်ထစ်လာစေပါတယ်စိတ်စွမ်းအင်နဲ့အသွေးခိုပြောင်းလဲမှုဒီအပိုင်းမှာဖုံးကန်တပ်မဲ့လူတွေရဲ့စိတ်ထဲမှာဘာတွေဖြစ်နေလဲဆိုတာကိုအသေးစိတ်ဖော်ပြရပါမယ်တိအမျက်ဒေါသနဲပါလာခြင်းဖုံးကန်နေမျိုးသူဟာအသေးဖွဲကိစ္စလေးကအစရန်ထိချင်းနေတာပါတယ်ဖုံးကန်တက်လာတဲ့အခါမှာတော့ဒါဟာငါအချင်းတွေကိုဖြုံတီးဖြစ်တာပဲလို့သိမြင်လာပြီးခွင့်လွတ်တာထက်လစ်လူရှုတက်လာပါတယ်နှစ်အတွင်းစိတ်တည်ငြိမ်မှု inner peace လောကဓာတ်တက်ချင်းကြားချင်းတွေကြားမှာတိတ်မတုံ့လို့တော့ပဲဒါလည်းခဏပါပဲဆိုတဲ့အတိမျိုးကိန်းလာပါတယ်ခင်မြက်ကြီးစိတ်ပညာမှာတော့ဒါကို emotional intelligence မြင်မာလာတာလို့ခေါ်ပါတယ်၃အထီးချမ်းချင်းကိုမကြောက်တော့ခြင်းလူအများကြီးနဲ့ပျော်ပါနေတာထက်မိမိကိုယ်ကိုပြန်လဲသုံးသပ်ဖို့တယောက်တည်းနေရတဲ့အချိန်ကိုတန်ဖိုးထားလာတတ်ပါတယ်ဒါဟာဖုံးကန်မင်းမဲ့လူတွေရဲ့အာယူခြင်းအဆင့်ထက်ပါတယ်၄အတိတ်ကိုလွတ်ချနိုင်ခြင်းအရင်ကဖြစ်ခဲ့တဲ့အမှားတွေနာကျင်မှုတွေကိုပြန်သွေးပြီးပူလောင်မနေတော့ပဲရှေ့ဆက်ဖို့ပဲအာယုံစိုက်လာတော့ဟာအင်မတန်ထူးခြားတဲ့လက္ခဏာပါရုပ်ပိုင်းဆိုင်ကနေပတ်ဝန်းကျင်နေမိတ်ညာ၅မျက်နှာနဲ့အသားအရီကြီးလင်လာခြင်းဝင်းပါလာမျိုးပါဒါဟာစိတ်ကြောင့်ထိဖို့တဲ့ရုပ်စိတ်တကြအရူပါကြောင့်ပါဖုံးကန်မင်းမဲ့လူဟာအိပ်ရဝဝအိပ်ဖြိုလာပြီးမျက်လုံးအကြည့်တွေကစူးရှက်အကြည့်လင်းလာပါ6စကားပြောဆိုမှုပြောင်းလဲခြင်းစကားနဲလာမင်းပြောရင်လည်းအနှစ်တဆာရှိတာပဲပြောမင်းသူတစ်ပါးကိုမကောင်းပြောတာထက်ချီးမွမ်းတာအားပေးတာတွေပဲပြောလာတတ်ပါတယ်လူမှုပတ်ဝန်းကျင်အလိုလိုပြောင်းလဲခြင်းတင်းဘွားမှာအစိတ်တောက်တိဖိစေတဲ့လူတွေဟာတင်းဘွားကနေအလိုလိုထွက်ခွာသွားပါလိမ့်မယ်အတင်းဖယ်ထုတ်เสียရမလို့ပဲကံတရားကပဲဖယ်ထုတ်သေးသွားပါမှာအဲ့ဒီအစားတင်းကိုအကျိုးပြုမဲ့မိတ်ကောင်းဆွေကောင်းတွေမမျော်လင့်ပဲရောက်လာပါလိမ့်မယ်တရိษံများနဲ့ကလေးငယ်တွေချင်းကပ်ခြင်းကလေးတွေနဲ့တရိษံတွေဟာစွမ်းရင်ကိုခန်းစားသိရှိနိုင်စွမ်းရှိပါတယ်တင်းစီမှာအေးမြတဲ့ဖုံးကန်စွမ်းရင်ရှိလာရင်သူတို့ဟာတင်းနာမှာနေရတာကိုနှစ်သက်လာပါလိမ့်မယ်လော်ကီအခွင့်အလမ်းနဲ့ထူးခြားတဲ့တိုက်ဆိုင်မှုတွေကိုစီးပွားလာပလာပွင့်လန်းခြင်းအရင်ကခက်ခဲနေတဲ့အလုပ်တွေဟာအလိုလိုချောမွေသွားမယ်ငါဒါလေးလုပ်ချင်တယ်လို့တွေးလိုက်တာနဲ့လိုအပ်တဲ့အထောက်အပံ့တွေလူငွေအခွင့်အလမ်းတွေကအချိန်ကရောက်လာတတ်ပါတယ်အန်ဒီယေမှာကင်းလွတ်ခြင်းမတော်တဆဖြစ်မဲ့ဘေးတွေဒုက္ခတွေကနေတီးတီးလေးလွတ်သွားတာမျိုးဘဲသွားဘေးတဲနေတာမျိုးဟာဖုံးကန်ရဲ့အဆောင်အရှောက်ကိုရနေတာပါအိမ်မက်ထူးများမချင်းကောင်းကင်မှာပြန်ထန်ရတာအလင်းရောင်တွေကိုမြင်ရတာမြင့်မြတ်တဲ့ပုံကိုယ်တွေနဲ့စုံရတာမျိုးစတဲ့အေးမြတဲ့အိမ်မက်တွေဟာနေမိတ်ကောင်းတွေဖြစ်ပါတယ်ဖုံးကန်ကိုဆက်လက်ထိန်းသိမ်းမြင့်တင်နိုင်သည်တနာရီစားပေဟောက်ဒီအပိုင်းမှာလက်တွေ့လှုပ်ဆောင်ရမယ့်နည်းလမ်းတွေကိုအသေးစိတ်ပြောပြပါကျေးဇူးတည်တဲ့စိတ် gratitude exercise နေ့စဉ်သင်ဘဝမှာရှိနေတဲ့အရာတွေအတွက်ကျေးဇူးတင်ပါကျေးဇူးတည်တဲ့စိတ်ဟာဖုံးကန်ကိုအမြန်ဆုံးဆွဲတင်ပေးနိုင်တဲ့တတ်လိုက်တစ်ခုပါတီလာနဲ့ကိုချင်းမောဖုံးကန်ဆိုတာရေခံလို့တူပါတယ်တီလာမရှိရင်ရေခံကပေါက်နေတယ်လို့ပါဘလောက်ဖြည့်မပြည့်နိုင်ပါဘူးဒါကြောင့်အ ਨੇ ဆုံး9မတီလာကိုလုံခြုံအောင်ထိန်းရပါမယ်ဒါနနဲ့ပြီးခံခြင်းရုပ်ဝတ္ထုတင်မကအပြုံးအားပေးစကားအသိပညာစတာကိုဝေမျှပေးတာဟာဖုံးကန်ကိုပိုမိုကြီးထွားစေပါတယ်ညီကုန်းချုပ်မိတ်ဆွေတို့အနေနဲ့အခုပြောပြသွားတဲ့အချက်တွေထဲကဘယ်နှချက်နဲ့ကိုက်ညီနေပြီလဲအခုလောလောဆယ်ဘာမှမကိုက်ညီသေးဘူးဆိုရင်လည်းစိတ်မပြတ်ပါနဲ့ဖုံးကန်ဆိုတာတိဆောက်ယူလို့ရပါတယ်ဒီဗီဒီယိုကိုနားထောင်ပြီးတင့်စိတ်ကိုပြောင်းလဲလိုက်တာနဲ့တင့်ရဲ့ဖုံးကန်ဆက်ဝက်စတင်လဲပါနေပြီဖြစ်ပါတယ်